ကဲအားလုံးပဲကိုင်းမြဲအကိုဒီမားတွေအားလုံးပဲကျွန်တော်တို့ခုညက်နေမှာဆိုရင်ကျွန်တော်တို့6ပိုင်60ခွန်ဆိုတဲ့ကဏ္ဍလေးနဲ့ main ပတ်ပြီး main ကွက်ကျွန်တော်တို့ main key လုံးဝအဆင်ပြေခဲ့ပြီเนาะပေါက်လိုက်တယ်ရလိုက်တယ်ဆိုတဲ့အကိုဒီမားတွေအားလုံး1တတာနဲ့အားလုံးပဲဝင်လာပြီဆိုတော့ပေါက်ကြီးလေးတွေမှန်ပြီးတော့အားပေးထားမယ်เนาะအားလုံးပဲဘလောက်ကိုလေးပေါက်လိုက်တယ်ရလိုက်ဆိုတော့လေးတွေကိုဝင်လာနဲ့မှန်ထားမယ်ဘာလို့ကလို့မှန်ခန်းလဲဆိုတော့ကျွန်တော်ရဲ့ကဏ္ဍလေးတွေအဆင်ပြေသွားရဆိုတဲ့အတန်လေးကြားရင်ကျွန်တော်လည်းပြင်ပန်းကြုံနဲ့တယ်ကျွန်တော်ကဏ္ဍရှာကြည့်လို့နဲ့တယ်အဲ့ဒီတော့ကြောင့်မှာကျွန်တော်တော့ဘာမှမလိုရဘူးကဲဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်လေးစားလိုက်အောင်ဗီဒီယိုဖိုင်လေးဒီကကျွန်တော်တို့မနက်ဖြန်ကျွန်တော်20ရက်5လ2026เนาะဗုဒ္ဓဘူးလေး12နာရီ10မိနစ်အတွက်လာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပြီးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကိုကိုဒီမားတွေအားလုံးကဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်ကြည့်တာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အပ်ပြီးလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်เนาะဘလို့ကြောင်းမျိုးနဲ့ပဲကြည့်ကြည့်ပါကိုကိုဒီမားတွေအားလုံးတက်မဖြစ်မနေကြည့်ကြည့်ထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်เนาะဒီဗီဒီယိုဖိုင်လေးကြည့်ပြီးအားဖြင့်ကျွန်တော်ရဲ့အကိုဒီမားတွေအားလုံးတက်ဘလို့ကျိုးမြတ်တွေရှိမှလဲဆိုတော့ကျွန်တော်နောက်ဖက်မှာအဓိကထားပြီးတော့ထိုးရမယ်လုံးပိုင်နေရမယ်တကွက်ကောင်းနေရမယ်ကြီးတွေစသည်ဖြင့်အားလုံးရရှိမှာဖြစ်ပါတယ်เนาะကဲအားလုံးပဲနှုတ်တော်မလို့ဆက်ဆိုကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးအားလုံးပဲပိုင်ဆိုင်နိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ဆန္ဒရအားလုံးပဲပြေဝကြပါစေဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုဒီမားတွေအားလုံးတော့ကိုစွတ်မကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါပဲလူကောင်းလူသစ်ကိုဒီမားတွေအားလုံးပဲထုံးစံလေးတိုင်းပဲဒီဗီဒီယိုဖိုင်လေးကိုအစားနဲ့အဆုံးလေးကြည့်မယ်တေးသေးချာလေးရေုံကြီးနဲ့လိုက်ပြီးတော့ကစားမယ်နောက်ဖက်မှာလည်းဒီနေ့လိုပဲ main ကွက် main ပတ်ပြီးနေပေါအောင်အကောင်းဆုံးကြိုးစားပြီးထားတာဖြစ်တဲ့အတွက်ရုံကြီးနဲ့လိုက်ပြီးကစားဖို့လိုရပါတယ်เนาะကျွန်တော်ဒီနေ့ကြီးတဲ့ site ထဲမှာဆိုကိုဒီမှာအားလုံးပဲကျွန်တော်9ပင်လောက်လိုက်ကြည့်တာเนาะ9ပင်10ပင်လောက်ရှိရလိုက်ကြည့်တာကျွန်တော်691ဆိုတဲ့အတွေ့အရန်လှတယ်เนาะဘာလို့လဲဆိုတော့အဲ့အပင်တွေတိုင်းမှာလည်း691ဆိုတဲ့အတွေ့တွေပဲဖြစ်နေတာအတွက်ကြောင့်နောက်ဖက်အတွက်ကိုလည်းအဲ့ကြီးတယ်လည်းကျွန်တော်အကောင်းဆုံးကစားမယ်ကဲဆိုတော့ကိုဒီမှာအားလုံးပဲဝင်လာပြီဆိုရင် like လက်မလေးတွေနှိပ်မယ် channel လေးကို subscribe လေးမနှိပ်ရသေးတဲ့အကိုဒီမားတွေအားလုံးက channel လေးကို subscribe လေးနှိပ်ထားမယ်เนาะနောက်တစ်ခုအနေနဲ့ကဒီဗီဒီယိုဖိုင်လေးကိုကိုလိုပဲမြင်ကိုလိုပဲတွေ့နိုင်တဲ့နေရာလေးတွေမှာလက်လှမ်းမိတော့ကလေးတွေမျှဝေပြီးတော့မှကြည့်မယ်ဖြန့်ဝေပြီးတော့မှကြည့်မယ်ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ဒီဗီဒီယိုဖိုင်တင်ပေးရတာဒါတူတယောက်ရာရေးတူတယောက်ပေါ်ရတော့မဟုတ်ဘူးအားလုံးပဲမြင်အားလုံးပဲအဆင်ပြေအောင်မျှဝေပေးတဲ့အတွက်ကြောင့်ပါ9ရက်သားသမီးပေါင်းအားလုံးပဲအဆင်ပြေအောင်အကောင်းဆုံးနေတိုက်ကဏ္ဍလေးကိုစူးစမ်းပြီးလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကဲကိုဒီမားတွေအားလုံးပဲစကားလေးတော့ကျွန်တော်ရှေ့ဝေးမပြောတော့ဘူးကဏ္ဍလေးတွေခေါ်ပေးမယ်เนาะအားလုံးပဲလက်မလေးတွေထောင်ထားမယ်ကျွန်တော်မနေ့က20ရက်5လ2026ဗုဒ္ဓဘူးနေ့12နာရီ10မိနစ်အတွက်เนาะကဏ္ဍလေးတွေခေါ်ပေးမယ်မမှတ်မိတဲ့အကိုဒီမားတွေအားလုံးပဲဘေးနားမှာဆာရကလေးနဲ့ဘောပင်လေးနဲ့ကန်ဆောင်ထားပေးပါမှတ်မိတဲ့အကိုဒီမားတွေအားလုံးပဲเนาะမှတ်မိတဲ့အကိုဒီမားတွေမဟုတ်ပါဘူးယုံကြည်နဲ့လိုက်ဆောင်မဲ့အကိုဒီမားတွေအားလုံးကတေချာလေးဂူးဒီဇိုင်းနဲ့လိုက်ပြီးတော့ယူရမယ်လိုက်ပြီးတော့ဆော့မယ်ကျွန်တော်မနေ့ကအကောင်းဆုံးကီးကျွန်တော်646ဆိုတဲ့ကီးပဲဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောလို့ပဲအရန်ပါတယ်646ကီးကိုတွေမားတွေအားလုံးရှိမှာ1ချင်းကီးလုံးဝရှိမယ်ဆိုရင်တွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါပတ်သီးအနေနဲ့ပြန်ပြီးရွေးထုတ်ပေးပါဆိုတော့ကျွန်တော်လက်ဖက်မှာ69ပတ်သီးကိုပြန်ပြီးရွေးထုတ်ပေးမယ်နော်69ပတ်သီးပါ6ကိုကြိုင်ရင်6ကိုပတ်လို့ရတယ်9ကိုကြိုင်ရင်9ကိုပတ်လို့ရတယ်အကြိုက်မတူဝါသနာမတူတာဖြစ်တဲ့အတွက်အဆင်ပြေတာကိုကစားပါကျွန်တော်ကြိုက်ကိုရွေးပေးပါဆိုတော့ခဏလေးဆောင်ကျွန်တော်ရွေးပေးမယ်ကဲဆိုတော့ပတ်သီးမပတ်နိုင်တဲ့ကိုဒီမားတွေအားလုံးတို့ကျွန်တော်တို့6နဲ့ပတ်သက်လာရင်9နဲ့ပတ်သက်လာရင်လာမယ့်ခဏလေးတွေခေါ်ပေးမယ်6နဲ့ပတ်သက်လာရင်66ကဲ61ကဲ63ရယ်64ရယ်ဆိုတဲ့ခဏလေးတွေပဲဖြစ်ပါတယ်66 61 63 64ကျွန်တော်9နဲ့ပတ်သက်လာရင်96ကဲ91ကဲ99ရယ်93ရယ်နော်96ကဲ91ကဲကျွန်တော်99ရယ်93ရယ်ဆိုတဲ့ခဏလေးတွေပဲဖြစ်တယ်ဒီကဏ္ဍလေးတွေကဒါပတ်သီးမပတ်နိုင်တဲ့အကိုတွေမားတွေအားလုံးကဒီကဏ္ဍလေးကိုအဓိကထားပြီးတော့ကစားမယ်ပတ်သီးတစ်လုံးကောင်းပတ်ချင်တဲ့အကိုတွေမားတွေအားလုံးတေချာပေါက်ကြမယ်လို့အာမခံဘူးကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတယ်ကဏ္ဍ10လုံးထဲမှာစနိုင်ကြည့်အကောင်းဆုံးနဲ့အားကောင်းဆုံးပတ်သီးရဲ့တစ်လုံးတွေနောက်ထပ်မှာ6ပိုင်ဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောလို့ပဲအကြိုက်မတူဝါသနာမတူတာဖြစ်တဲ့အတွက်ကိုယ်နှစ်သက်တဲ့ကိုတွေမားတွေအားလုံးက9ပတ်သီးကိုပတ်လို့ရပါတယ်ကျွန်တော်ကြိုက်ပတ်သီးကတော့6ပိုင်မှာကဲဆိုတော့တကောက်ကောင်းလေးတွေလာပြီတကွက်ကောင်းလေးတွေလာပြီတကွက်ကောင်းဆောက်မြောက်နေတဲ့အကိုတွေမားတွေအောင်အတွက်လက်ဖက်အတွက်အကောင်းဆုံးတကွက်ကောင်းဒီကျွန်တော်64ဆိုတဲ့ကဏ္ဍပဲဖြစ်ပါတယ်နော်6ပိုင်းနဲ့64ဒီဒါပထမမိန်းမှာကျွန်တော်9နဲ့ပတ်သက်လာရင်96ဆိုတဲ့ကဏ္ဍဒီဒါဒုတိယမိန်းမှာနော်64ဒီပထမမိန်းတကွက်ကောင်းဖြစ်တယ်9နဲ့ပတ်သက်လာရင်96ဆိုတဲ့မိန်းဒီဒုတိယမိန်းဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်946ဆိုတဲ့အတွဲလေးရဲ့လှတယ်ကျွန်တော်အကုန်လုံးတွဲပေးထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာပြောလို့ပဲအားကောင်းဆုံးကီးလေးတွေဖြစ်တဲ့အတွက်နောက်ဖက်မှာခွေပြီးတော့ဆင်းမယ်လို့ကျွန်တော်မှတ်မိပါတယ်เนาะကဲအားလုံးပဲကျွန်တော်ခုမြောက်ပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးကိုမှတ်မိတယ်ဆိုရင်အပန်းမကြည့်ဆိုရင် comment လေးမှာတယောက်ချင်းစီမှန်ထားပေးခဲ့ပါနောက်မှဝင်လာတဲ့အကိုတွေမတွေအားလုံးလည်းအလွယ်တကူမြင်နိုင်တွေ့နိုင်အောင်လို့ပါကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဒီနေ့လိုပဲ main ဘက်ပြီး main ကိုကိုတဲ့နောက်ဖက်ဗိုလ်တဘူးလေး12နာရီ10မိနစ်မှာလည်းအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲ
ပေါက်ကြပါစေဒါနေစီမှာတွားပြီးတော့ငွေထုတ်နိုင်ကြပါစေကဲကျွန်တော်ရဲ့ review file လေးတော့ဒီလောက်ပါပဲကဲအားလုံးကိုလက်ပါကံကောင်းကြပါစေဗျ